အားလုံးကိုနှွေးထွေးစွာကြိုဆိုပါတယ်ရှင်ဒီနေ့မှာတော့လေကျမတို့နေ့တိုင်းသုံးနေတဲ့လက်ဆက်စီးကြောင်း current ဆိုတာဘာလဲဝါယာကြိုးတွေထဲမှာသူကဘယ်လိုပုံစံနဲ့ခီးသွားနေတယ်လဲဆိုတဲ့အကြောင်းကိုအတွင်းချက်ဆွေးနွေးကြည့်ကြပါမယ်ဟုတ်ကဲ့ခကျောင်းမှာသင်ခဲ့ရတဲ့ရုပ်ရှင်နဲ့ညီမချင်းတွေအဲ့ဒီဖေဖွင့်ဆိုချက်တွေထက်ကြော်လွန်ပြီးတော့ဗောသူ့ရဲ့တကယ်အလုံးလုံးပုံကိုစိတ်ထဲမှာပုံဖော်မြင်ယုံလာတဲ့အထိဆွေးနွေးသွားကြမှာပါဟုတ်ပါတယ်ဘာလို့လဲဆိုတော့ Karen နဲ့ပတ်သက်ပြီးကျွန်တော်တို့အများစုမှာအထင်အမြင်လွယ်မှားမှုလေးတွေရှိနေတတ်ကြတယ်ဟုတ်တယ်နော်ဥပမာခလုတ်နှိပ်လိုက်တာနဲ့မီးကချက်ချင်းလင်းလာတော့ဝါယာကျိုးတဲ့ကအမုံလေးတွေကအလင်းနဲ့များပြင်းနေသလားပေါ့အဲ့လိုထင်ကြတာများတယ်ဒီလိုလူသိများတဲ့အယူအဆတွေရဲ့နောက်ွယ်ကတကယ်တစ်ပံအမှန်တရားတွေကိုပုံဥပမာတွေနဲ့ချပြသွားမှာပါဒီဆွေးနွေးမှုပြီးသွားရင် current season ချင်းရဲ့သဘောတရားကိုပိုပြီးရှင်းလင်းမြင်သွားမယ်လို့ယုံကြည်ပါတယ်ကောင်းပြီကားစီနဲ့အခြေခံအကြားဆုံးနဲ့အားလုံးကြားဘူးနေကြဥမာတစ်ခုနဲ့စလိုက်ကြအောင် current စီးတာကိုလေတောင်ပေါ်ကနေစီးကြလာတဲ့ရေစီးကြောင်းနဲ့တူတယ်လို့ပြောလို့ရှိကြတယ်ဟုတ်ရေစီးကြောင်းဥပမာပေါ့ဟုတ်တယ်ဒီအချက်လေးကိုပဲအရင်ဆုံးတူးဖော်ကြည့်ကြတာပေါ့ရေကမြင့်တဲ့နေရာကနေနှိမ့်တဲ့နေရာကိုစီးတယ်လို့ပဲ current ဆိုတာလဲ potential မြင့်တဲ့ voltage များတဲ့နေရာကနေနှိမ့်တဲ့နေရာကိုစီးတယ်ဆိုတာအခြေခံသဘောတရားတစ်ခုပေါ့လို့ဟုတ်ကဲ့ဒီဥပမာအရဆိုရင် voltage ကရေစီးကြောင်းအတွက်အမြင့်နဲ့အတူတူပဲလို့ဆိုလိုတာလားအဲ့ဒီနိုင်ရှင်မှုကမှတ်ရလွယ်လို့သုံးကြတာများပြီမဲ့လေတကယ် real driving force အစစ်အမှန်ကိုတော့သူကဖုံးခွဲထားတယ်လို့ဖြစ်နေတယ်ဒီအချက်ကစိတ်ဝင်စားစရာကောင်းပါတယ်ခဏစဉ်းစားကြည့်အောင်ရေရီတောင်ပေါ်ကနေအောက်ကိုစီးကြလာတာဟာအမြင့်ဆိုတဲ့အခြေအနေကြောင့်တက်ပဲလားမဟုတ်လားဘူးတကယ်တော့မဟုတ်ဘူးကမ္ဘာဆွဲအား gravitational field ကအောက်ကိုဆွဲချနေလို့ကျလာတာအမြင့်ဆိုတာကအဲ့ဒီဆွဲအားအလုပ်လုပ်ဖို့အတွက်အခွင့်အလမ်းပေးတဲ့အခြေအနေတစ်ခုပဲရှိတာပါစိတ်ဝင်စားဖို့ကောင်းလိုက်တာဆိုတော့ voltage ကလည်း current စီးဖို့အတွက်အခြေအနေတစ်ခုတာဖြစ်ပြီးတကယ်တမ်းနောက်ွယ်မှာအဓိကတွန်းအားပေးနေတဲ့အရာကတခြားတစ်ခုရှိသေးတယ်လို့ဆိုလိုတာပေါ့အတိအကျပဲရေကိုဆွဲချတဲ့ကမ္ဘာဆွဲအားလိုမျိုးပေါ့ဒီကြပါတယ်အဲ့ဒါကတော့ electric field လို့ခေါ်တဲ့လက်စစ်စကွင်းပါပဲဘက်ထရီရဲ့အပေါင်းငုတ်နဲ့အနှုတ်ငုတ်ကြားမှာ volt အားခြားနားမှု voltage difference ရှိလိုက်တာနဲ့ဝါယာကြိုးတလောက်မှာမျက်စိနဲ့မမြင်ရတဲ့ electric field တစ်ခုဖြစ်ပေါ်လာတယ်ဟုတ်ကဲ့အဲ့ဒီ field ကပဲဝါယာကြိုးထဲမှာအသင့်ရှိနေတဲ့ charge တွေကိုတပြိုင်တည်းတွန်းပို့ပေးတာပါဖန်တီးပေးတဲ့အခြေအနေတစ်ခုသာဖြစ်ပါတယ်ရှင်းထားပြီဒါဆိုရင်အဲ့ဒီ electric field ကတွန်းပို့နေတဲ့အရာတွေတနည်းအားဖြင့် current အဖြစ်စီးဆင်းနေကြတာတွေကတော့ဘာတွေဖြစ်မလဲဟုတ်ကဲ့အားလုံးကတော့ electron လေးရွေးလျားတာလို့ပဲတီးထားကြတာများတယ်လေဒါပေမဲ့ရင်းမြစ်အခြားလက်တွေကဒါတခုတည်းတော့မဟုတ်ဘူးနော်ဟုတ်ပါတယ်ဒီနေရာမှာလည်းအမြင်ကျသွားစေမယ့်အချက်တစ်ချက်ရှိတယ် charge ကိုတည်ဆောင်ပေးတဲ့အရာ charge carrier ပေါ်မူတည်ပြီး current စီးဆင်းမှုပုံစံအဓိက၃မျိုးလောက်ခွဲလို့ရပါတယ်ဟုတ်ကဲ့ပရမတ်တစ်ခုကတော့အားလုံးသိကြတဲ့ conductors တွေဥပမာတတူဝါယာကြိုးတွေပေါ့ဒီထဲမှာတော့ free electron လို့ခေါ်တဲ့လွတ်လပ် electron တွေက charge ကိုတည်ဆောင်ပြီးစီးဆင်းပါတယ်ဟုတ်ပြီဒုတိယတစ်ခုကတော့နီးပညာပစ္စည်းတွေမှာအသုံးများတဲ့ semiconductors တွေမှာစီးဆင်းတာပေါ့ကွန်ပျူတာ chip တွေလိုမျိုးမှာလေလက်လက်နေရာဖြစ်တဲ့ hole ဒီအပါ charge ကိုတည်ဆောင်ပေးပါတယ် hole ဆိုတာဒီ hole ဆိုတာကိုရေထဲကလေပူပေါင်းလေးတစ်ခုလို့မြင်လို့ရတယ်လေပူပေါင်းကအပေါ်တက်သွားတယ်ဆိုတာတကယ်တော့လေပူပေါင်းနေရာကိုရေကအစားထိုးဝင်လာလို့ပါဟုတ်အလားတူပဲ electron တစ်လုံးကသူ့ဘေးက hole နေရာကိုခုန်ကူးလိုက်ရင် hole ကနောက်ထပ်နေရာကိုရွှဲသွားသလိုဖြစ်သွားတယ်အဲ့ဒီ hole တွေကအပေါ်တက်ဆောင်တဲ့အမွန်တစ်ခုလို့ပြုမှုပြီး current စီးဆင်းမှုမှာပါဝင်ပါတယ်hole ဆိုတာတကယ်ရှိတဲ့ရာမော့ပဲ electron ရဲ့လစ်လက်မှုကိုအမွန်တစ်ခုအနေနဲ့တဘောထားလိုက်တာကိုဟုတ်ပါတယ်တတိယမျိုးစာကတော့နောက်ဆုံးတစ်မျိုးကတော့ဓာတုဗေဒပျော်ရည်တွေလို chemical solutions တွေမှာပါဥပမာဘက်ထရီအိုးတွေကရေလိုမျိုးပေါ့ဒီထဲမှာတော့အဖို့ဓာတ်မဟုတ်အမလျှစ်တက်ဆောင်ရဲ့ atom တွေဖြစ်တဲ့ ions တွေကိုယ်တိုင်ကရွေ့လျားပြီး current ကိုဖြစ်စေတာပါ ion တွေကိုယ်တိုင်ရွေ့လျားတယ်ဆိုတာကစိတ်ဝင်စားဖို့ကောင်းလေဒါဆိုရင်ကျမတို့ခန္ဓာကိုယ်ထဲက ion ကြောစနစ်မှာ signal တွေတဲ့ပို့တဲ့ပုံစံနဲ့ဆင်တူတာပေါ့နော်ဟုတ်တယ်အဲ့ဒီမှာလဲ sodium နဲ့ potassium ion တွေက charge ကိုတည်ပေးတာဆိုတော့လူခန္ဓာကိုယ်ကလည်း80ပတ်လမ်းတစ်ခုလိုပဲပေါ့အင်မတန်ကောင်းတဲ့နိုင်ရှင်မှုပါအခြေခံသဘောတရားကအတူတူပါပဲ
ဒါပေမဲ့ဒီသုံးမျိုးထဲမှာအရန်အရေးကြီးတဲ့အချက်တစ်ခုရှိတယ် ဘာများလဲ ဓာတုကြိုတွေထဲမှာ current စီးတဲ့အခါ atom ကြီးတဲ့ light တွေရွေးသွားတာမဟုတ်ပဲ atom တွေကြားထဲကအပြင်လုံးလွှာက electron တွေပဲခွန်ကူးသွားတာဆိုတဲ့အချက်ပဲ ဟုတ်တယ်အဲ့အချက်ကတိတ်အရေးကြီးတယ်အတမ်တွေပါတကယ်ရွေ့သွားရင်အဲ့ဒီပစ္စည်းသွားမှာပေါ့နော်ဝါယာကြိုးကကြားလိုက်ရင်တဖြည်းဖြည်းပဲ့ပါသွားသလိုမျိုးဖြစ်နေမှာ အတိအကျပဲ atom တွေကသူတို့ရဲ့နေရာမှာပုံတွေနီးပါးငြိမ်နေပြီးသူတို့ရဲ့အပြင်ဘက်ဆုံးလွှာက electron တွေသာတစ်လုံးကနေတစ်လုံးကိုခွန်ကူးရွေ့လျသွားတာဖြစ်ပါတယ် ။အော် ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဝါယာကြိုးတွေကနှစ်ပေါင်းမစွာကြာတော့အကောင်းပကတိအတိုင်းရှိနေတာပေါ့ okay ဒါဆိုရင် currents ကိုဘာကတကယ်တွန်းအားပြင်းနေလဲဘာယာတွေကစီးဆင်းနေလဲဆိုတာကိုကျမတို့သိသွားပြီ။ဒါမဲ့လို့ကျမတို့ရင်းမြစ်တွေကိုဖတ်ကြည့်တဲ့အခါမှာဒီစီးဆင်းတဲ့အလင်းနဲ့ပတ်သက်ပြီးလူတွေအထင်မှားနေတဲ့အချက်ကြီးတစ်ခုကိုတွေ့ရတယ် ဟုတ်ကဲ့ ။ခလွတ်နေကြတဲ့မီးလင်းတာကချက်ချင်းဆိုတော့ electron တွေကအလင်းနီးပါးနဲ့ပြီးနေကြတယ်လို့ထင်စရာပဲ။တကယ်ရောဟုတ်ရဲ့လား အဲ့ဒီအချက်ကဒီနေ့ဆွေးနွေးမှုမှာစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နိုင်တယ်တကယ်တော့ electron တစ်လုံးချင်းစီရဲ့ရွေလာနှုန်း drift velocity လို့ခေါ်တဲ့မျောပါနှုန်းဟာအလွန်အမြင့်ကိုနေပါတယ် ။ဘယ်လောက်တောင်နေလဲ တစ်စက္ကန့်ကို1 millimeter 1 millimeter per second လောက်ပဲရှိတာပါခယူးတစ်ကောင်ရဲ့တွားနှုန်းလောက်ပဲရှိပါတယ် ။ဟာတစ်စက္ကန့်ကို1 millimeter ဆိုတော့အရန်နေတာပဲ။ဒါဆိုရင်ခလုံးနဲ့မြည်စည်းကြားမှာဒီမီတာလောက်ဝေးရင်တောင်မိနစ်တောင်ကြာစောင်းမှာပေါ့။ ဟုတ်တယ်လေ ဒါပေမဲ့အဲ့လိုမှမဟုတ်တာဒီကြားထဲမှာကျမတို့နားလည်မှုလွဲနေတဲ့ puzzle တစ်ခုခုရှိနေရမယ် ဟုတ်ပြီအဲ့ဒီ puzzle ကိုရှင်းဖို့တိတ်ကောင်းတဲ့ဥပါလေးတစ်ခုရှိတယ်တိတ်အပေါ်ဆုံးထပ်ကရေစင်ကနေအောက်ဆုံးထပ်ကရေပိုက်ခေါင်းကိုပိုက်လုံးရှည်ကြီးနဲ့တွဲထားတယ်ဆိုပါစို့ ဟုတ်ကဲ့ ပိုက်ထဲမှာရေတွေကအစင်းသင်းပြည့်နေပြီသားရေပိုက်ခေါင်းကိုဖွင့်လိုက်တာနဲ့ရေကချက်ချင်းထွက်လာတယ်ဒါပေမဲ့ အဲ့ဒီထွက်လာတဲ့ရေကရေစင်မော့ကရေမဟုတ်သေးဘူးပိုက်ခေါင်းပေါ်မှာရှိနေပြီးသားရေတွေကရေစင်ကဖြီအားကြောင့်အရင်ထွက်လာတာပါ တပောက်ဖောက်ပြီးဒီလိုပဲဝါယာကြိုးထဲမှာ free electron တွေကရေပိုက်ထဲကရေတွေလိုပဲအစင်းတက်ပြည့်ချင်နေတယ် မှန်ပါတယ်ခလုံးနေလိုက်တာနဲ့အလင်းနီးပါးမြန်တဲ့ electric field က electron အောက်လို့ကိုတနေရာတဲ့ကနေတပြိုင်နက်တည်းတွန်းလိုက်တဲ့အတွက်မီးဒီနားမှာရှိတဲ့ electron ကချက်ချင်းဆွရွေးပြီးမီးကချက်ချင်းလင်းလာတာပေါ့ တိကျပါတယ် electron နှလုံးချင်းကဖြည်းဖြည်းလေးပဲရည်နေပြီးမြစ်အားလုံးတပြိုင်တည်းဆက်ရွေ့တာကြောင့်အစွန်းတစ်ဖက်မှာအကျိုးသက်ရောက်မှုကချက်ချင်းဖြစ်တာပဲ အတိကြပါပဲပိုက်လုံးထဲမှာကော်လီလုံးတွေအပြည့်ချဲပြီးတစ်ဖက်ကတွန်းရင်ဟိုဘက်အစွန်းကကော်လီလုံးကချက်ချင်းထွက်လာတယ်လို့မျိုးပေါ့တွန်းတဲ့အားကအလင်းနဲ့တွားတယ်ကော်လီလုံးတွေကတော့တလုံးချင်းဖြည်းဖြည်းပဲရွေတယ် ဟုတ်ပြီ ပြီးတော့ဒီအချက်ကပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ် electron တွေကဒီလောက်နှင်းနေလို့ပဲကျွန်တော်တို့ electronic circuit တွေကိုဒီလောက်တိတိကျကျထိန်းချုပ်နိုင်တာ အော်ဟုတ်လား သူတို့သာအလင်းနဲ့တခဲပြေးနေရင် signal တစ်ခုကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲဒီတော့သူတို့ရဲ့ပြင်းရည်နေခွင့်မူကပဲနည်းပညာရဲ့အမြန်နှောင်းကိုအထောက်အကူပြုနေတယ်ဆိုတဲ့ paradox တစ်ခုလို့ဖြစ်နေတာပေါ့ အိုးအဲ့ဒီအချက်ကတကယ်ကိုအဟ moment ပဲနေခွေးမှုကတိကျမှုကိုဖြစ်စေတယ်ဆိုတာပေါ့ကောင်းပြီနောက်ထပ်အချင်းမားတဲ့အချက်တစ်ခုကိုဆက်သွားရအောင် ဟုတ်ကဲ့ ဘက်ထရီကလေ electron တွေကိုထုတ်လုပ်ပြီးတဲ့စက်ရုံတစ်ခုလို့ထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးလား လုံးဝဖောက်ပါဘူးဘက်ထရီက electron တွေကိုမထုံးလို့ပါဘူးဝါယာကြိုးတွေမှာ electron တွေကမူလကတွေကရှိပြီးသားပါ အော် ဘက်ထရီက socket pump တစ်ခုလိုပဲအလုပ်လုပ်တာပါ pump တစ်ခုလို့ဆိုလိုတာကပတ်လန် circuit ထဲမှာရှိပြီးသား electron တွေကိုပဲတနေရာကနေတနေရာကိုရွှေ့ပေးတာပေါ့ ဟုတ်ပါတယ် အဖောင်းငုတ်ကနေဝင်လာတဲ့ electron တွေကိုတွေ့ရဓာတ်စွမ်းအင်သုံးပြီးအနှုံငုတ်ကနေပြန်ထွက်သွားအောင်တွန်းပို့ပေးတယ်ဒီလိုနဲ့စင်စက်မပြတ်လဲပတ်နေတာကို current စီးတယ်လို့ခေါ်တာပေါ့ ဟုတ်ပါတယ်အဲ့ဒီတော့ electron တွေကုန်သွားတာမဟုတ်ပဲလဲပတ်မှုရက်သွားတာသာဖြစ်တယ် အဲ့လားပဲ ဘက်ထရီအားကုန်လဲဆိုတာအဲ့ဒီ electron တွေကိုဆက်ပြီးမတွဲနိုင်တော့တာ pump ကအလုံးမလုပ်တော့တာကိုဆိုလိုတာပါပတ်လန်းတွေက electron တွေကတော့အဲ့ဒီနေရာမှာပဲရှိနေတော့ပါပဲ ဒါဆိုရင် current ကိုတိုင်းတာတဲ့ unit ampere ဆိုတာကတော့ဘာကိုဆိုလိုတာလဲ current ဆိုတာကအဲ့ဒီ electron တွေလဲပတ်နေချိန်မှာဝါယာကြိုးရဲ့နေရာတစ်ခုကိုတစ်စက္ကန့်အတွင်းဖြတ်သွားတဲ့ charge ပမာဏကိုတိုင်းတာတာပါဒီမှာ Q ဆိုတာ charge ဖြစ်ပြီးသူ့ရဲ့ unit က coulomb ဖြစ်ပါတယ် T ကတော့အချိန် second ပေါ့ဆိုတော့1 ampere ဆိုတာဟာတစ်စက္ကန့်အတွင်းမှာ1 coulomb ပမာဏရှိတဲ့ charge တွေဖြတ်သွားတာကိုပြောတာပါ1 coulomb ဆိုတာ electron အလုံးပေါင်းကုတီပေါင်းများစွာနဲ့ညီမျှပါတယ် ကောင်းပြီအခုဆိုရင်အထင်မှားတက်အချက်တွေကိုဖြင်းသွားပြီနောက်ဆုံးတစ်ချက်ကတော့နည်းနည်းရှုပ်ထွေးနိုင်တဲ့အပိုင်းမှာ current ကအပေါင်းကနေအနုတ်ကိုစီးတာလားအနုတ်ကနေအပေါင်းကိုစီးတာလားဆိုတဲ့မေးခွန်းမှာ ဟာအမြဲတမ်းငင်းကြတဲ့အကြောင်းအရာပေါ့ ဟုတ်တယ်
ကျောင်းတော့ကလည်းဒါကိုတော်တော်ခေါင်းစားခဲ့ရတယ်ဘာလို့တမချက်နေမျိုး fit နေရတာလဲ ဂျာကသမိုင်းနဲ့ဆိုင်နဲ့ဇလန်တပူလိုပါပဲအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ခုက conventional current လို့ခေါ်တဲ့သမားရိုးကျအလျက်စီးကြောင်းပါ ဟုတ်ကဲ့ ဟိုးရီတုန်းက electron ကိုမတွေ့ရှိသေးခင်မှာ Benjamin Franklin တို့လိုတိပ္ပံပညာရှင်တွေကလက်စစ်ဆိုတာအရေးတစ်မျိုးလိုပဲများတဲ့နေရာကနေနည်းတဲ့နေရာကိုစီးဆင်းတယ်လို့ပဲယူဆခဲ့ကြတယ် ရေကမြင့်ရာကနင်းရာကိုစီးတယ်လို့မျိုးပေါ့ အဲ့ဒီသဘောတရားအတိုင်းပဲ အဲ့ဒီတော့များတာကိုအပေါင်း plus နည်းလာကိုအနုတ်လို့သူတို့ဘာသာသတ်မှတ်ပြီးအပေါင်းကနေအနုတ်ကိုစီးတယ်လို့ဆုံးဖြတ်ခဲ့ကြတယ်ပေါ့ အတိအကျပါပဲ တွက်ချက်မှုတွေ theory တွေအားလုံးကိုဒီအပေါ်မှာပဲအခြေခံခဲ့ကြတာပေါ့ ဟုတ်ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးနောက်မှာ J.J. Thomson က electron ကိုရှာဖွေတွေ့ရှိသွားတာအဲ့ဒီမှာဒုတိယအချက်ဖြစ်တဲ့ electron flow ဆိုတာပေါ်လာတာပေါ့ အော် တကယ်တမ်းရွေ့ရနေတာကအနုတ်ထက်ဆောင်တဲ့ electron ဖြစ်ပြီးသူကအနုတ်နှုတ်ကနေအပေါင်းငုတ်ကိုတွားတာဖြစ်ကြောင်းသိလိုက်ရတယ်ဒါကတကယ်အရှိတရား physical reality ပါ ဆိုတော့အရင်လူတွေရဲ့မှန်းဆချက်နဲ့တကယ်အဖြစ်မှန်ကပြောင်းပြန်ဖြစ်နေတာပေါ့ဒါပေမဲ့အပေါင်းကနေအနုတ်စီးတယ်ဆိုတဲ့ conventional current ကိုဘာလို့ဒီနေ့အထိသုံးနေကြသေးတာလဲအမားကြီးကိုဆက်သုံးနေတယ်လို့မဖြစ်ဘူးလား အကြောင်းရင်းကတော့အဲ့ဒီနီးနဲ့တွက်ချက်တာကရေစီးကြောင်းလိုပဲမြန်ရာကနေရာကိုစီးစင်းတဲ့သဘောတရားနဲ့အစင်ချောလို့ကပဲ တွက်ရချက်ရလွယ်လို့ပေါ့ ဟုတ်တယ်အင်ဂျင်နီယာတွေအသက်ပုံမှန် circuit တွေကိုတွက်ချက်တဲ့အခါအလုံးအတုံးဝင်နေတော့မှာ voltage များတဲ့နေရာကနေနည်းတဲ့နေရာကိုစီးတယ်လို့မှတ်လိုက်ရုံပဲတမိုင်းတစ်လျှောက်ရေးခဲ့တဲ့စာအုပ်တွေ theory တွေအားလုံးကလည်းဒီပုံမှာပဲအခြေခံထားတော့ပြန်ဖို့ကမလွယ်တော့ဘူးလေ ဒါပေမဲ့တကယ်အဖြစ်မှန်ကိုသိဖို့လိုတဲ့နေရာတွေလည်းရှိမှာပေါ့ ဖြစ်ပါတယ်အထူးသဖြင့် semiconductor လို electronic device တွေရဲ့အလုပ်လုပ်ပုံကိုနားလည်ဖို့အတွက်တော့တကယ်အရှိတရားဖြစ်တဲ့ electron flow နဲ့စဉ်းစားမှာပိုပြီးရှင်းလင်းပါတယ် အော်ဟုတ်ကဲ့ diode တွေ transistor တွေဘလို့အလုပ်လုပ်လဲဆိုတာကိုနားလည်ဖို့အတွက် electron တွေဘယ်ကနေဘယ်ကိုသွားလဲဆိုတာသိဖို့လိုလာပါတယ် ကျတော့အနစ်ထုတ်ရရင် conventional current ကတွက်ချက်ရလွယ်ကူဖို့တမာယောကျသတ်မှတ်ချက် electron flow ကတကယ်ရုပ်ပိုင်းဆိုင်ရာအဖြစ်မှန် ဟုတ်ပါတယ်ဘလို့ပဲတွက်ချက်ပါစေရလက်ကတော့မှန်နေတာမို့နှမျိုးစလုံးကိုသူ့နေရာနဲ့သူလက်ခံသုံးဆွဲနေကြတာပေါ့ ဟုတ်ပါတယ် ဘလို့ပဲတွက် electron ကတော့အနုံငုတ်ကနေအပေါင်းငုတ်ကိုပဲအောင်မှာဖြစ်တဲ့အတွက်ရလက်ပိုင်းမှာတော့ဂိမ်းကနန်ရာကွာချောင်းမှုမရှိပါဘူးလာရပဲပြောင်းပြန်ဖြစ်သွားတာပါဒါကြောင့်ဒီနေ့ချီနှမျိုးစလုံးကိုသူ့နေရာနဲ့သူလက်ခံအသုံးပြုနေကြတာပါ ကဲဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ထုတ်ပြန်ကြည့်ကြရအောင်ပထမဆုံးအချက်ကတော့ current စီးဆင်းစီတဲ့တကယ်အကြောင်းရင်းဟာ voltage ဆိုတာထက်အဲ့ဒီ voltage ခြားနားမှုကြောင့်ဖြစ်ပေါ်လာတဲ့ electric field ကြောင့်ဖြစ်တယ်ဆိုတာပါပဲ ဟုတ်ကဲ့ဒုတိယအချက်က charge ဇက်ဆောင်သူတွေဟာ electron တစ်မျိုးတည်းမဟုတ်ပဲသတ္တုထဲက electron semiconductor ထဲက hole နဲ့ဓာတုပျော်ရည်ထဲက ion ဆိုပြီးသုံးမျိုးရှိတယ်ဆိုတော့သိခဲ့ရတယ် ပြီးတော့ကျွန်မတို့အံ့ဩစရာအကောင်းဆုံးအချက်ပဲ electron တွေဟာခရူးသွားနှုံးလောက်နဲ့အနွနွေးကွေးစွာရွေ့လျားပြီးမဲ့ electric field ရဲ့အရှိန်ကြောင့်မီးကချက်ချင်းလဲနိုင်တယ်ဆိုတဲ့အချက် ဟုတ်ပါတယ် ပြီးတော့အဲ့ဒီနှွေးကွေးမှုကပဲနီးဖြစ်ညာရဲ့တိကျမှုကိုဖန်တီးပေးနေတယ်ဆိုတဲ့အချက်ပေါ့ နောက်ပြီး battery က electron တွေကိုဖန်တီးတာမဟုတ်ပဲ pump တစ်ခုလိုလေပတ်စေတာဆိုတဲ့အချက်နောက်ဆုံးအနေနဲ့ current ရဲ့လာရကို conventional current နဲ့ electron flow ဆိုပြီးတမိုင်းပရမအကြောင်းကြောင့်နှမျိုးစလုံးအသုံးပြုနေကြဆဲဖြစ်တယ်ဆိုတာကိုပါနားလည်ခဲ့ရတယ် ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှုက correct နဲ့ပတ်သက်တဲ့အမြင်ကိုတော်တော်လေးပြောင်းလဲသွားစေပါတယ်